ခုခုလေးကိုကျွန်တော် message ရသွားစီခြင်းတဲ့သဘောနဲ့ဒါလေးကျွန်တော်ထည့်သွင်းပြီးတော့ပြောတာပေါ့နော်အဲ့တော့ beyond performance မှာဘာတွေရှိမလဲတဲ့အဲ့တော့စီးပွားရေးလုပ်ငန်းတွေကဒီဘက်ကမှာတူတွေကိုတွေ fight နေကြတာတူတွေကိုတွေ fight နေကြတာ comparative advantage တွေရနိုင်ဖို့အတွက်စုံမတက်နိုင်တဲ့ comparative advantage တွေအများကြီးရနိုင်ဖို့အတွက်ကိုယ့်ရဲ့လုပ်ငန်းအဖွဲ့အစည်းကိုကြီးမားတဲ့ greatest organization ဖြစ်ဖို့ဘယ်လိုတည်ဆောက်မလဲလုပ်ငန်းရှင်တွေအနေနဲ့ဒါကိုတေချာစဉ်းစားဖို့လိုတယ်ဒီဘက်ခင်မှာဒါတွေပဲလုပ်နေုံတနေ့ဒါတွေနဲ့လက်ပတ်ယုံနေနဲ့ပြီးနေတာမဟုတ်ဘူးတဲ့ဝန်ထမ်းတွေရဲ့စွမ်းဆောင်ရည်တွေကောင်းနေုံစွမ်းဆောင်ရည်တွေတိုင်းနေုံနဲ့လေကိုယ့်ရဲ့လုပ်ငန်းကကြီးကျယ်မြင့်မြတ်ပြီးတကယ်အောင်မြင်တဲ့ globally တွားနိုင်တဲ့ organization တွေဖြစ်လာမှာမဟုတ်ဘူးတဲ့ဖြစ်လာဖို့အတွက်ဆိုရင်တော့တဲ့ဒီချက်၄ချက်ကိုဒီ pillar 4 pillar ကိုကျွန်တော်တို့စဉ်းစားဖို့လိုတယ်ဒီထဲမှာတော့ကျွန်တော်တို့ကဖွဲ့စည်းတစ်ခုဒီခုနက performance ကအလွန်ပါတဲ့ဘာတွေကိုထည့်ပြီးစဉ်းစားရမလဲတဲ့မဖြစ်မနေရေးကြီးတဲ့ leadership ပေါ့နော်ဒီနေ့ခေါင်းဆောင်မှုနဲ့ပတ်သက်တဲ့အကြောင်းတွေအများကြီးကျွန်တော်တို့တင်တန်းတွေလည်းကျွန်တော်ပေးကြတာတွေ့တယ်ဟောကြပြောကြတာတွေလည်းတွေ့တယ်ခေါင်းဆောင်မှုတကယ်လက်တွေ့ကြတယ်တကယ်ခေါင်းဆောင်ကောင်းတွေကိုယ့်ရဲ့ဖွဲ့စည်းတွင်းမှာရှိနိုင်ဖို့လိုတယ်ဒါကိုពេលတစ်ခုအနေနဲ့ကျွန်တော်တို့စဉ်းစားတယ်ကာချာတဲ့ကာချာလို့ပြောရင်ကျွန်တော်တို့ရဲ့ organization တွေကဘယ်လိုကာချာမျိုးတွေနဲ့တိဆောက်ထားတဲ့ဖွဲ့စည်းဖြစ်တယ်လဲတဲ့ဒါပြောတာလို့ဟုတ်ကဲ့ဒါပဲဒီလိုခိုင်းရင်ဒီလိုပဲလုပ်တယ်ဆိုတဲ့ကာချာမျိုးလားတဲ့မသိဘူးဟိုးရင်တည်းကလုပ်ခဲ့တာအရင်တော့ကလုပ်ခဲ့လို့လိုက်လုပ်တာဘာကြောင့်လုပ်ရမှန်းသူတို့လည်းမသိဘူးဘာရည်ရွယ်ချက်နဲ့ဒါကိုလုပ်ခဲ့မှန်းလည်းမသိဘူးကျွန်တော်တို့အဖွဲ့အစည်းတွေမှာပြောအများအားပြောနေတဲ့စကားရှေ့ကလူတွေလုပ်ခဲ့လို့အရင်တော့ကတော့ဒီတိုင်းပဲလုပ်တာဒါဆိုရင်ကျွန်တော်တို့ရဲ့ကာချာတွေကဘယ်လိုပုံစံမျိုးတွေဖြစ်နေလဲ capability တွေအလုံးလုံးနေတယ်ဆိုတာအဲ့ဒီဖွဲ့စည်းတွေမှာတကယ်လုံးနိုင်တဲ့လူတွေဘယ်လောက်ရှိသလဲတဲ့ဒါလည်းကျွန်တော်တို့ထည့်သွင်းပြီးတော့စဉ်းစားရမယ်နောက်တစ်ခုတော့ရေးကြည့်ပါလေ engagement ဒီလေးခုက performance ရဲ့အလွန်မှာဒီလေးခုကိုထည့်သွင်းပြီးစဉ်းစားရအောင်ကျွန်တော်တို့ပြန်ဆွေးနွေးအောင် leadership ပါမယ် culture ပါမယ် capability ပါမယ် engagement ပါအဲ့တော့ performance တွေတိုင်းမယ်စွမ်းဆောင်ရည်တွေ measurement လုပ်နေုံနဲ့မပြီးဘူးတဲ့ဒါတွေလုပ်နေတဲ့အလွန်မှာဒါတွေကိုပါထည့်သွင်းပြီးတော့စဉ်းစားဖို့လိုတယ်အဲ့တော့